ဆက်ကြဝဠာထဲမှာ line အမျိုးအစားဘယ်နှမျိုးရှိလဲဆက်ကြဝဠာထဲမှာအဓိကအပြင် line အမျိုးအစား2မျိုးပဲရှိပါတယ်အဲ့ဒါကတော့ mechanical wave နဲ့ electromagnetic wave တို့ပဲဖြစ်ပါတယ် mechanical wave ဆိုတာတော့ tractor ကြားခံတဲ့တစ်ခုခုရှိမှဖြတ်တန်းသွားလာနိုင်တဲ့ wave အမျိုးအစားပါဒီ mechanical wave တွေက tractor ကြားခံတဲ့အတွင်းမှာရှိတဲ့ particle တစ်လုံးနဲ့တစ်လုံးကိုတုံခါခြင်းနဲ့စွမ်းအင်ကူပြောင်းစေပြီးတော့မှတနေရာနဲ့တနေရာကိုကူးတန်းသွားလာကြတာပါဆိုတော့ဒီ mechanical wave တွေဘယ်လောက်မြန်သွားနိုင်လဲဆိုတာကtractor ကြားခံတဲ့အတွင်းမှာရှိတဲ့ particle တစ်လုံးနဲ့တစ်လုံးဘယ်လောက်တုံခါနိုင်လဲတုံခါမှုကိုဘယ်လောက်ထိလက်ဆင့်ကမ်းနိုင်လဲတနည်းအားဖြင့်စွမ်းအင်တွေဘယ်လောက်မြန်ကူးပြောင်းနိုင်လဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ် mechanical wave အတွက်အမြင့်တာဆုံးဥပမာတွေကတော့အတန်လိုင်းနဲ့ရေလိုင်းတွေပါအတန်လိုင်းနေရာဆိုရင်လည်းလေမော်လီကျူးတွေလွတ်လွတ်လပ်လပ်တုံခါပြီးတော့စွမ်းအင်ကူးပြောင်းနိုင်တဲ့လေထုထဲမှာဆိုရင်မြန်ဆန်ဆန်ကြည်လင်ပြတ်သားစွာနဲ့ကူးပြောင်းနိုင်ပါတယ်ဒါပေမဲ့အတန်လိုင်းတွေကအဆိုင်အခဲကြားခံတွေကိုဖြတ်တန်းရတဲ့အခါမှာဆိုရင်အဲ့ဒီအဆိုင်အခဲထဲမှာရှိနေတဲ့ particle တွေကတစ်ခုနဲ့တစ်ခုတုံခါပြီးတော့မှစွမ်းရည်ကိုကောင်းကောင်းမကူးပြောင်းပေးနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအတန်ကိုကြည်လင်ပြတ်သားစွာမကြားရတာပါmechanical wave တွေကိုအခြေခံအပြင်အုပ်စုနှစ်စုခွဲလို့ရပါတယ်အဲ့ဒါတွေကတော့ longitudinal wave နဲ့ transverse wave ပါဆက်ကြဝဠာထဲမှာအများဆုံးတွေ့ရတဲ့နောက်ထပ် wave အမျိုးအစားတစ်ခုကတော့ electromagnetic wave ပါကျွန်တော်တို့နေ့စဉ်ထိတွေ့နေရတဲ့ LAN line, radio line, phone line, internet line စတာတွေအားလုံးက electromagnetic wave ပါ electromagnetic wave တွေက mechanical wave လို့မဟုတ်ဘဲနဲ့ tractor ကြားခံတဲ့မလို့ဘဲနဲ့လည်းတွာလာနိုင်ပါတယ် electromagnetic wave တွေဘယ်လိုတွာလာကြလဲဆိုတော့မပြောခင်အရင်ဆုံး electric field နဲ့ magnetic field အကြောင်းကိုသိထားဖို့လိုပါတယ် electric field ပြောင်းလဲရင် magnetic field ဖြစ်ပေါ်လာပြီးတော့မှ magnetic field ပြောင်းလဲရင် electric field ဖြစ်ပေါ်လာပါတယ်ဆိုတဲ့ကြောင့်မို့ဒီ electric field နဲ့ magnetic field နှစ်ခုကတစ်ခုနဲ့တစ်ခုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတာပါelectromagnetic wave ရလည်းအဲ့လိုပါပဲနာမည်နဲ့လိုက်အောင်ကိုသူက electric field ပြောင်းလဲခြင်းနဲ့ magnetic field ပြောင်းလဲခြင်းတလဲစီဖြစ်ပေါ်ပြီးတော့မှတွာလာကြတာပါဒီ electromagnetic wave ရဲ့ line လျာအတူရှိပေါ်မူတည်ပြီးတော့မှလည်းသူတို့ရဲ့အခေါ်အဝေါ်နဲ့အမျိုးအစားတွေကလည်းကွဲပြားသွားပါတယ်electromagnetic wave ရဲ့ line လျာအတူရှိကိုငယ်စဉ်ကြည့်လိုက်စီလိုက်မယ်ဆိုရင် gamma ray x ray ပြီးတော့ ultraviolet လို့ခေါ်တဲ့ခရမ်းလွန်အောင်ကြီးပြီးရင်ကျွန်တော်တို့နေ့စဉ်မြင်နေရတဲ့ဒီအဖြူရောင်အလင်းတန်းပြီးတော့မှအပူစွမ်းအင်လို့ခေါ်တဲ့အပူ line လို့ခေါ်တဲ့ infrared ပြီးတော့ microwave နဲ့ radio wave စသဖြင့်ငယ်စဉ်ကြည့်လိုက်ကျွန်တော်တို့စီလို့ရပါတယ်ဒါကတော့ electromagnetic wave နဲ့ mechanical wave တွေကိုနိုင်ရှင်းပြထားတဲ့ပုံမှာဒီဗီဒီယိုမှာပြထားတဲ့ပုံတွေကိုဒီအောက်မှာဖော်ပြထားတဲ့ website တွေကနေပြီးတော့ကျွန်တော်ယူလာတာပါဆိုတော့အခုဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာအသေးစိတ်လေ့လာချင်တဲ့သူရှိရဆိုရင်အောက်ဖော်ပြပါ website တွေမှာကိုယ်တိုင်တွားပြီးတော့မှအသေးစိတ်လေ့လာကြည့်လို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒါလောက်ပါပဲအားလုံးပူဇော်ရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်